အင်္ဂလန်နိုင်ငံရဲ့ Westminster ဆိုတဲ့ဖျားเจ้าမှာနောက်တစ်ချိန်ဘရင်ဖြစ်လာမယ်မင်းသားဖီလစ်နဲ့မင်းသမီးမာတာတို့ရဲ့ထိမ်းမြလက်ထပ်ပွဲကိုကျင်းပနေပါတယ်။အဲ့ဒီပွဲမှာမင်းသားဖီလစ်ရဲ့ညီဟင်နရီတို့မောင်နှမနှစ်ယောက်ကလည်းပါဝင်လာခဲ့ပါတယ်။ဟင်နရီဆိုတာကတော့အင်္ဂလန်နိုင်ငံတနိုင်ငံလုံးရဲ့လေးစားအားထားရဆုံးမင်းသားလေးတစ်ပါးလေးဖြစ်ပါတယ်။ဖီလစ်ရဲ့မင်္ဂလာပွဲကိုကမ္ဘာတစ်ဝန်းကလက်ခုပ်ဩဘာတန်တွေနဲ့ကိုချီးမြှင့်ပေးခဲ့ကြပြီးတော့အဲ့ဒီအထဲမှာအမေရိကန်သမ္မတကြီးရဲ့တားတယောက်ကလည်းပါဝင်လာခဲ့ပါတယ်။သူကတော့ Alice ပဲဖြစ်ပါတယ်။ Alice ကတော့သမ္မတဖြစ်တဲ့မေဂင်ကိုတစ်ဖက်တစ်လမ်းကနေကူညီပေးနေတဲ့သူဖြစ်ပြီးတော့မေဂင်မတက်နိုင်တဲ့ပွဲတွေသတင်းတွေမီဒီယာတွေရဲ့မေးမြန်းချက်တွေကိုမေဂင်ကြီးကိုစားတွားရောက်တွေ့ဆုံပေးနေရတာပဲဖြစ်ပါတယ်။အခုလဲမင်းသားဖီလစ်ရဲ့မင်္ဂလာပွဲကိုမေဂင်ကိုယ်တိုင်ကိုတက်ရောက်ပေးရမှာဖြစ်ပြီးတော့ရှေ့မှာပွဲပေါင်းအလီလီနှွှဲလာတဲ့ Alice ကဖီလစ်ရဲ့မင်္ဂလာပွဲကိုတော့တက်ရောက်ဖို့ကိုစိတ်ပါမနေခဲ့ပါဘူး။ဒါကြောင့်မလို့သူရဲ့လုပ်ဖို့ကိုင်ပဲဖြစ်တဲ့တငယ်ချင်းတို့ရာကိုငါတို့တွေဒီညပါတီပွဲကိုမတော်ပဲနိုင်ငံခြားအလေပတ်ခီးစဉ်လုပ်ကြမယ်ဆိုပြီးတော့ပြောလိုက်တော့နိုရာကတော့ခေါင်းလေးတစ်ချက်သာရံပြလိုက်ပါတယ်။ Alice ပါတီကိုမတက်ချင်တော့တဲ့အကြောင်းကတော်ဝင်မင်းသားလေးဟင်နရီကိုကြည့်မရတာကြောင့်ပဲဖြစ်ပါတယ်။ Alice နဲ့နိုရာတို့ပါတီပွဲကိုရောက်နေကြတဲ့အခါမှာမင်းသားဖီလစ်ကဝမ်ဘန်တကားနဲ့ကိုကြိုလိုက်ပေမဲ့လို့ဟင်နရီကတော့မတီးလိုက်ဖာတာနေလိုက်ပါတယ်။ဒါကိုမကျင်တတ်တော့ Alice ကဟင်နရီစီကိုတွားပြီးတော့ခွက်ချင်းကိုတိုက်လိုက်ကဒီကိရဲ့တန်ဖိုးနဲ့ဆိုရင်တော့မိသားစုဘလောက်တောင်မှကျွေးလို့ရမလဲဆိုပြီးတော့စကနာထိုးလိုက်ပါတယ်။အဲ့ဒီအခါမှာဟင်နရီကမင်းစီထားတဲ့ဖက်နှက်လောက်တော့စီမရှိပါဘူးဆိုပြီးတော့ပြန်ပြီးတော့ခြေပါလိုက်ပါတယ်။ Alice ကလည်း KB မှာချထားတဲ့ဘီယာခွက်ကိုယူလိုက်တော့လက်မကေတချို့ပါလာပါတယ်။သူတို့နှစ်ဦးကလည်းမျက်နှာချင်းဆိုင်စကားပြောနေကြရင်ကစကားအခြေတင်ဖြစ်လာက Alice ရဲ့ကိတ်ပင်နေတဲ့လက်ကဟင်နရီပခုံးပေါ်ကိုရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Alice ကလည်းပြန်လဲတောင်းပန်လိုက်ပြီးတော့ပခုံးပေါ်ကကိတ်တွေကိုတ िश ူးနဲ့ကိုမှဖိပေးနေပါတယ်။ဟင်နရီကသူ့ဘာသာဖိမယ်လို့ဆိုက Alice ကိုတွန်းလိုက်တဲ့ခါမှာတော့ကိတ်တင်ထားတဲ့စင်ကိုတွားပြီးတော့တိုင်မိလိုက်ပါတယ်။ကိတ်စင်ကြီးကလဲကျသွားခဲ့ပြီးတော့သူတို့နှစ်ဦးရဲ့ခန္ဓာကိုယ်ပေါ်ကိုလဲကျလာခဲ့ပါတယ်။ကိတ်တွေပင်နေတဲ့သူတို့နှစ်ဦးရဲ့ပုံကချက်ချင်းဆိုသလိုပဲ social media ပေါ်မှာချမ်းမြေပေါ်ကမင်းသားလေးနှစ်ဦးဆိုတဲ့ခေါင်းစဉ်နဲ့အတူကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒါကတော့ Robert and Ryan Blue လို့နာမည်ရတဲ့ LGBT ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကမ္ဘာကြီးမှာလိန်တူဆက်ဆံရေးကိုဆက်ရုပ်ဖွယ်ရာလောက်ရတစ်ခုဖြစ်ကိုမှလက်ခံထားတဲ့အချိန်မှာတော်ဝင်မင်းသားနဲ့အမေရိကန်သမ္မတရဲ့သားတို့ဟာချစ်ကြိုက်ခဲ့ကြပါတယ်။ LGBT ကိုလက်မခံတဲ့ကမ္ဘာကြီးနဲ့သူတို့နှစ်ဦးရဲ့တန်ရောစင်ကိုဖော်ကျူးထားတဲ့ကားကောင်းတကားလေးလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ပရိသတ်တွေကိုတမှုထူးခြားသွားအောင်လို့တင်ဆက်ပေးနေတာဖြစ်ပြီးတော့ဒီကားလုံးဟာတာအချစ်အလွမ်းနေနဲ့တငိမ့်ငိမ့်ကိုကြည့်ရှုရမယ့်ကားလေးလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်တွေအတွက် Red Right and Ryan Blue ဆိုတဲ့ကားလေးကိုရွေးချယ်ပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ Alice ရဲ့မိခင်ကြီးကတော့ဒီသတင်းတွေကိုဖုံးကွယ်ဖို့လန်ဒန်မှာရှိတဲ့မင်းသားလေးဟင်နရီစီကိုတွားခဲ့ပြီးတော့သူနဲ့တအားကိုမှရင်းနှီးကြောင်ပြရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ Alice ကတော့ဒီသတင်းကောင်းစင်တွေကကောလာဟာလာပါလို့ပြောဆိုပြီးတော့မိခင်ကြီးစကားကိုညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့လို့မိခင်ကြီးကတားဖြစ်သူကိုချော့မော့ပြီးတော့ပြောဆိုလိုက်တာကြောင့် Alice ကလည်းမငင်းတာတော့ပါဘူး။နောက်တနေ့မနက်မှာတော့ Alice ကလောဘော့ကင်ဘတ်တွေနဲ့တူတူလေရင်နဲ့လန်ဒန်မျိုးကတော်ဝင်နန်းတော်ကြီးစီကိုဟင်နရီနဲ့ကိုတွေ့ဖို့ကိုတွားရောက်ခဲ့ပါတယ်။တော်ဝင်နန်းတော်စီကိုရောက်တော့ Alice ကိုဟင်နရီအစီပါတအုပ်ကကြိုးဆိုနေခဲ့ပြီးတော့မင်းသားလေးဟင်နရီကတော့နန်းတော်စီကိုသူ့ရဲ့ကားနဲ့တရှင်တို့ကမှဝင်လာခဲ့ပါတယ်။မီဒီယာတွေရဲ့ရှေ့မှာဖြစ်နေတဲ့ဟင်နရီနဲ့ Alice ကတယောက်နဲ့တယောက်ကိုမကြည့်ပြူပေမဲ့လို့လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။အဲဒီနောက်မှာတော့မီဒီယာတွေရဲ့မေးခွန်းတွေကိုတယောက်တစ်လက်စီကိုဖြေချပါတော့တယ်။မီဒီယာတွေကတော့သူတို့နှစ်ဦးကိုမဲဘင်းရာသီဥတုဆိုင်ရာညီလာခံမှာစတွေ့ခဲ့ကြကြတဲ့ကတငယ်ချင်းကောင်းတွေဖြစ်နေခဲ့ကြတာအခုသတင်းတွေရဲ့ဖော်ပြချက်မှာတော့မင်းတို့ရဲ့ဆက်ဆံရေးတွေကအဆင်မပြေတော့ဘူးဆိုတာမှန်ရလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာသူတို့နှစ်ဦးကတော့မဟုတ်ပါဘူး။ကျွန်တော်တို့တွေကတငယ်ချင်းကောင်းတွေပါနောက်ပြီးတော့ပါတီမှာဖြစ်ပျက်ခဲ့တာတွေကစနောက်ရင်မတော်တဆဖြစ်ခဲ့တာပါဆိုပြီးတော့ပပနက်နက်ကိုမှဖြေလိုက်ပါတယ်။အင်တာဗျူးဖြေပြီးသွားတဲ့အခါမှာတော့ Alice နဲ့ Henry တို့ဟာကလေးတွေကိုပြုစုစောင့်ရှောက်ပေးတဲ့အကြောင်းကိုတွားခဲ့ကြပါတယ်။ကလေးတွေကိုပျော်ရွှင်အောင်လို့ဖန်တီးပေးခဲ့တဲ့ Alice နဲ့ Henry တို့ရဲ့ဆက်ဆံရေးကလည်းပြည်လည်စားပြလာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ဦးရဲ့လုပ်ငန်းစဉ်လေးတွေပြီးသွားတဲ့နောက်မှာကျောင်းကနေပြန်ထွက်ခွာဖို့ကိုလုပ်နေခဲ့ကရုတ်တရက်တနက်ပြစ်ဒဏ်တစ်ခုကိုကြားလိုက်ရပါတယ်။တော်တော်ဆောင်တွေကတော့ Alice နဲ့ Henry ကိုအခန်းတစ်ခုမှာကိုထည့်ထားလိုက်ပါတယ်။လူလူလက်စကားပြောခွင့်ရသွားတော့တယောက်နဲ့တယောက်ကမကျေနပ်ချက်တွေကိုပြောပြလိုက်ပါတယ်။ Alice ကတော့ Henry ကိုသူ့ရဲ့ပါတီပွဲမှာလက်ဆွဲမနှုတ်ဆက်ခဲ့တာကြောင့်ဒေါသဖြစ်နေတာလို့ပြောလိုက်တော့ Henry ကတော့ငါတောင်းပန်ပါတယ်။အဲ့ဒီတုန်းကငါဖေဆုံးသွားတာလာပိုင်းမြရှိသေးတယ်။အေးစစ်စစ်နေခြင်းပေမဲ့လူတွေနဲ့ဆက်ဆံရတာစိတ်တွေရှုပ်ထွေးနေလို့ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။နောက်တော့တက်တော်ဆောင်တွေကပြန်ရောက်လာခဲ့ပြီးတော့ကလေးတယောက်ပြောက်ဦးဖောက်တာဆိုလို့တက်တော်ဆောင်တွေစီကိုပြန်ပို့လိုက်ပါတယ်။သတင်းမီဒီယာတွေနဲ့ကိုဖြေချပြီးသွားတဲ့နောက်မှာသူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ကိုတီးသွားခဲ့ကြပြီးတော့အရင်ကထက်ပုံမရင်းနှီးလာကတန်ရောစင်တွေဖြစ်လာခဲ့ပါတယ်။နေတိုင်းသူတို့ရဲ့ social media မှာအပြန်အလှန်စာတွေပို့ကြစကားတွေပြောနေကြရင်လည်းပို့ပြီးတော့တန်ရောစင်ဖြစ်လာခဲ့ပါတယ်။ Alice ရဲ့မိခင်ကြီးကတော့မကြခင်လာတော့မဲ့ရွေးကောက်ပွဲအတွက်ကိုအလုပ်တွေကိုရှုံနေခဲ့ပါတယ်။
Alex ကတော့မိခင်ဖြစ်သူအခန်းကိုရောက်လာပြီးတော့ရွေးကောက်ပွဲမှာအတုံးဝင်စေမယ်သူရေးထားတဲ့24မျက်နှာပါတက်ဆက်နေပြူဟာအမှတ်စုကိုဖတ်ကြည့်ဖို့ကိုမှအကြံပေးလိုက်ပါတယ်။ Alex ကတော့လူငယ်ပီပီဖြတ်ထိုးညံကောင်းတဲ့လူငယ်တစ်ယောက်ဖြစ်တာကိုသိနေတဲ့မိခင်ကြီးကဖတ်ကြည့်လိုက်မယ်လို့ဆိုကယူထားလိုက်ပါတယ်။နောက်ပြီးတော့ Alex ကိုစီယုံရေးမှာကူညီခြင်းနဲ့ဆိုရင်မင်းရဲ့တငယ်ချင်းမင်းသားလေး Henry ကိုနှစ်သက်ကူပါတီကိုဖိတ်ခဲ့ဖို့ကိုတောင်းဆိုလိုက်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ပြည်သူတွေကမင်းထက်မင်းသားလေး Henry ကိုပို့ပြီးတော့ချစ်ခင်ကြလို့ဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်တနေ့ညမှာတော့နှစ်သက်ကူပါတီကို LSC မှာပဲကျင်းပနေခဲ့ပြီးတော့မင်းသားလေး Henry ကလည်းတက်ရောက်ခဲ့ပါတယ်။ Henry ကတော့အင်္ဂလန်နိုင်ငံရဲ့တော်ဝင်မျိုးဖြစ်တာကြောင့်အမေရိကန်ရဲ့ယဉ်ကျေးမှုတွေနဲ့အသားမကျသေးပါဘူး။ဒါကြောင့်မလို့ LS ကပဲတငယ်ချင်းဖြစ်တဲ့ Henry ကိုပျော်ရွှင်အောင်လို့ဖန်တီးပေးခဲ့ပါတယ်။ကားကြခုံကြရင်နဲ့ညနေပိုင်းကိုတဖြည်းဖြည်းကိုကူလာခဲ့ပါတယ်။နှစ်သက်ကိုကြိုဆိုဖို့10စက္ကန့်ပဲလိုတော့တာကြောင့်စက္ကန့်တွေကိုနောက်ပြန်ရေတွက်လိုက်ပါတယ်။ဒီနောက်မှာတော့တယောက်နဲ့တယောက်ကိုအနမ်းတွေကိုဖလှဲကနှစ်တစ်ကိုကြိုဆိုလိုက်ပါတယ်။ LS ကလည်းကောင်မလေးတွေနဲ့အနမ်းတွေကိုချွေခဲ့ကြပါတယ်။အဆိုပါမြင်ကွင်းကို Henry ကလည်းမြင်သွားခဲ့ပြီးတော့ရုတ်တရက်ပါတီကထွက်လာကတပင်အောက်မှာအတွေးပေါင်းစုံနဲ့ကိုရက်နေခဲ့ပါတယ်။ Henry ထွက်သွားတာကိုမြင်တဲ့ LS ကချက်ချင်းပဲလိုက်သွားခဲ့ပါတယ်။ Henry ကိုမြင်တော့ LS ကငါအမလုပ်ခဲ့ပြီလို့လားဆိုပြီးတော့မေးလိုက်ပါတယ်။အဲ့ဒီအခါမှာတော့ Henry ကခဏတာကိုရက်တန့်သွားခဲ့ပြီးတော့ LS ကိုဘာအကြောင်းပြချက်မှကိုမပေးတော့ပဲအချင်းနာတာပေးလိုက်ခဲ့ပါတယ်။ LS ကတော့ Henry ရဲ့ရုတ်တရက်ကိုဖြစ်ပေါ်လာတဲ့လုပ်ရက်ကြောင့်ခဏတာကြောင်းသွားခဲ့ရပါတယ်။မနက်မိုးလင်းတော့ LS ကညာကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုစဉ်းစားနေရင်းနဲ့ဝေခွဲမရကိုဖြစ်နေခဲ့ပါပြီ။ Henry စီကိုစာရီပို့နေပေမဲ့လို့တစ်ဖက်ကဘာပြန်စာမှမရလာခဲ့ပါဘူး။ဒါကြောင့်ပဲ LS ကတော့လုံးပေါ်ကင်ပဲတငယ်ချင်းတို့ရာကိုတော်ဝင်မင်းသားလေး Henry ကဂေးတယောက်ဖြစ်နေတာလား။ဒါကတော့မဖြစ်သင့်ဘူးလေသူကတော့မိန်းကလေးတွေအများကြီးကိုတွေးပူးနေတာပဲဆိုပြီးတော့ပြောလိုက်တော့နိုရာကတော့တော်ဝင်မင်းသားလေးတယောက်ကဂေးဖြစ်လို့မရတော့ဘူးလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်နောက်ပြီးတော့နိုရာကအကြောင်းစုံကိုသိရဖို့မင်းသားလေး Henry စီကိုလိုက်သွားဖို့ကိုအကြံပေးပါတယ် LS ကတော့နောက်တစ်ပတ်နေကျရင် Henry နဲ့ဝင်ကြီးချုပ်တို့တွေ့ဆုံပွဲမှာငါ့ကိုအထူးဧည့်သည်ဖြစ်ကိုဖိတ်ထားတယ်ငါသွားလိုက်မယ်ဆိုပြီးတော့နိုရာကိုပြောလိုက်ပါတယ်အဆိုပါပွဲမှာတော့ LS ကရောင်းနှစ်နေခဲ့ပြီးတော့မင်းသားလေး Henry ကိုစောင့်နေခဲ့ပါတယ်မကြခင်မှာပဲ Henry ကရောက်ရှိလာတာကြောင့် LS ကသွားတွေ့ခဲ့ပါတယ်။အဲဒီနောက်မှာတော့တက်တော်ဆောင်အကူအညီနဲ့ Henry ကိုအခန်းတစ်ခန်းမှာကိုတွေ့ဆုံခဲ့ပါတယ်။ LS ကတော့ Henry နဲ့ကိုစကားပြောဖို့ပုံစံမျိုးစုံစတိုင်ဖန်နေလို့မပြီးသေးခင်မှာပဲမင်းသားလေး Henry ကရောက်ရှိလာတာကြောင့်စကားတခုမှကိုပြောဆိုမနေပဲနမ်းလိုက်ပါတယ်။အဲဒီခါမှသာ Henry ရဲ့စိတ်ထဲမှာရှက်ရွံ့ခြင်းမရှိတော့ဘဲနဲ့ LS ကပါသူ့ကိုသဘောကျနေတာဆိုတာကိုသိလိုက်တော့ပို့ပြီးတော့အာရှိသွားခဲ့ရပါတယ်။သူတို့ရဲ့နမ်းရှိုက်မှုတွေကတဖြည်းဖြည်းကိုအားပြင်းမလာခင်မှာပဲတက်တော်ဆောင်ကအချိန်စေးတာကြောင့်လာပြောတော့နှစ်ယောက်သားကတော့ပုံစံပြတ်သွားခဲ့ရပါတယ်။အနမ်းတွေကိုဖလှယ်ပြီးသွားတဲ့နောက်မှာတော့ Henry နဲ့ LS ကအရင်လိုမျိုးတငယ်ချင်းတွေပုံစံမျိုးမဟုတ်တော့ဘဲနဲ့ LGBT ချစ်သူတွေဖြစ်ကုန်မှရောက်သွားခဲ့ပါတယ်။တယောက်နဲ့တယောက်ကလည်းမတွေ့ရရင်မနေနိုင်လောက်အောင်ကိုတန်ရောစင်တွေကဖြစ်လာကြပြီးတော့သူတို့နှစ်ဦးရဲ့အချစ်တွေကလည်းလက်လက်ဆက်ဆက်ကိုပွင့်ထွက်လာတဲ့ပန်းလေးတစ်ပွင့်လိုမျိုးလန်းဆန်းလို့လာခဲ့ပါတော့တယ်။ဘလောက်ပဲချစ်နေကြပါစေပြည်သူတွေရဲ့အသက်သွေးကြောလိုဖြစ်နေတဲ့မင်းသားလေးနှစ်ပါးတို့ရဲ့ချစ်ချင်းမြတ်တာကိုကဘာကြီးကလက်မခံနိုင်မှန်းသိနေတော့တိတ်တိတ်လေးနဲ့သာခိုးချစ်နေခဲ့ကြရပါတယ်။ LS ကတော့ပွင့်လင်းမြတ်တာမှုရှိတဲ့အမေရိကန်နိုင်ငံကမွေးဖွားခဲ့လို့အကြောင်းမရှိပေမဲ့လိန်တူဆက်ဆံရေးကရှက်စရာတစ်ခုလိုမျိုးခံယူထားတဲ့ Henry ဘက်ကတော့အကြောင်းအရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း LS နဲ့သူ့ရဲ့မိခင်အမေရိကန်သမ္မတကြီးနဲ့ကိုမှစကားအခြေတင်ဖြစ်နေကြပါတယ်။အကြောင်းကတော့ရွေးကောက်ပွဲအတွက်ကို LS ရေးထားတဲ့တက်ကဆက်နေပြူဟာမတ်စုကိုအကောင့်ထဲပေါ်ဖို့နဲ့အဲ့ဒီအစီအစဉ်ကိုသူတာဝန်ယူနိုင်ကြောင်းကိုပြောလိုက်ပါတယ်။ LS ရဲ့မိခင်ကတော့သူ့ရဲ့သားကိုရွေးကောက်ပွဲမှာမပါစေခြင်းခဲ့ပါဘူး။နောက်ပြီးတော့ LS ရေးထားတဲ့နေပြူဟာစာအုပ်ကိုသူဖတ်တောင်မှမဖတ်ရသေးဘူးဆိုပြီးတော့ပြောလိုက်တာကြောင့် LS တယောက်စိတ်ဆိုးကစကားပြောနေတဲ့နေရာကနေချက်ချင်းပဲထွက်လာခဲ့ပါတယ်။တာဖြစ်သူစိတ်ဆိုးသွားတာကိုမြင်တဲ့မိခင်ကလည်းမနေတာတော့တာကြောင့် LS ရဲ့စာအုပ်ကိုဖတ်လိုက်တဲ့အခါမှာသူထင်ထားတာထက်ကိုအများကြီးကိုကောင်းနေတာကြောင့်တာဖြစ်သူကိုမဲဆီယုံရဲ့အတွက်ကိုတက်ဆက်ပြည်နယ်ကတာဝန်တီးတီးကိုထမ်းဆောင်ခိုင်းလိုက်ပါတယ်။ LS တယောက်ဟာတက်ဆက်ပြည်နယ်ကိုခီးထွက်သွားခဲ့ရပြီးတော့မိခင်အတွက်အလုပ်တွေကိုလုပ်နေရရင်သူချစ်ရတဲ့တော်ဝင်မင်းသားလေး Henry အကြောင်းကိုတွေ့ရင်နဲ့အချိန်တွေကတော့တဖြည်းဖြည်းကိုကုံဆုံးလာခဲ့ပါတယ်။နောက်ပြီးတော့ LS ရဲ့တက်ဆက်ကို Henry ကလည်းရောက်ရှိလာခဲ့ပြီးတော့နှစ်ဦးသားအခန်းတစ်ခုမှာကိုချစ်ရည်လူနေကြပါတယ်။တစ်ချိန်တည်းမှာပဲနိုရာကရောက်လာကအကြောင်းစုံကိုတည်သွားခဲ့ပါတော့တယ်။ LS ကိုလည်းတမရကိုပြောပြမယ်ဆိုပြီးတော့ချိန်ချောက်လိုက်ပါတယ်။နောက်နေ့မှာတော့ LS ကမိခင်ဖြစ်သူကိုနိုရာမပြောခင်သူ့ရင်ကိုဖွင့်ပြောလိုက်ပါတယ်။ညံပြေးပြီးတော့တားပေါ်ကိုယုံကြည်မှုရှိတဲ့မိခင်က LS ကိုစုငေါက်ခြင်းမရှိဘဲနဲ့ Henry နဲ့ရာတပ်ပံနေကျင်တာတကယ်လားဆိုပြီးတော့တားကိုတာပြန်ဆက်ဆင်ပြီးတော့တားယုံကြည်ရတာလုပ်ဖို့ကိုပြောလိုက်ပါတယ်။ LS ကလည်းတာဝန်တွေကပြီးဆုံးသွားတော့သူ့ရဲ့မိသားစုနဲ့တူတူအပန်းဖြေခီးအတွက်ကိုအင်္ဂလန်နိုင်ငံရဲ့ဖခင်ဖြစ်သူအိမ်လေးစီကိုရွေးချယ်လိုက်ပါတယ်။အဆိုပါခီးစင်းမှာ Henry ကလည်းမပါမဖြစ်ကိုဖြစ်လာခဲ့ပါတယ်။ဒီလိုနေပဲမိသားစုတွေကပျော်ပျော်ရွှင်ရွှင်ကိုအပန်းဖြစ်နေရင်ကနေတနေ့မှာတော့ LS က Henry ရှိတဲ့ရေကန်တစ်ခုကိုကူးသွားကစကားပြောဖို့ကိုကြံရွယ်လိုက်ပါတယ်။
Alex ကတော့ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ Henry နဲ့တူတူနေသွားမယ်ဆိုပြီးတော့ပြောလိုက်တော့ Henry ကတော့ရုတ်တရက်ကို Alex နာကနေကိုထွက်သွားခဲ့ပါတယ်။ညီနဲ့တော့ Henry ကအတွေးပေါင်းစုံကိုတွေးကအိမ်မပြောနိုင်ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Henry ကသူ့မှာပါလာတဲ့အိတ်ကိုယူက Alex နာကနေကိုထွက်သွားခဲ့ပါတယ်။အကြောင်းကတော့ Henry ကသူ့ရဲ့တော်ဝင်မိသားစုကသူတို့နှစ်ဦးရဲ့ချစ်ချင်းမြတ်တာကိုသဘောမတူမှကိုသိနေတာကြောင့် Alex ရဲ့မျှော်လင့်ချက်ကပို့ပြီးတော့ကြီးမလာခင်သူ့ရဲ့နှလုံးသားကိုစတေးလိုက်တာလည်းဖြစ်ပါတယ်။ Alex ကတော့ Henry ကိုအချိန်တိုင်းကိုဆက်သွယ်နေပေမဲ့လို့ Henry ဘက်ကပြန်စားတစ်ခုတောင်မှမရလာခဲ့ပါဘူး။ကြာလေးကိုတီးမခံနိုင်တော့တဲ့ Alex ကလည်း Henry ရှိရာတော်ဝင်နန်းတော်စီကိုလိုက်သွားခဲ့ပါတယ်။ Alex ရောက်နေတာကိုမြင်တော့ Henry ကသူ့ကိုနေရာလေးတစ်နေရာကိုခေါ်သွားဖို့ရှိတယ်ဆိုပြီးတော့ပြောက Henry ငယ်ငယ်ကဖခင်ဖြစ်သူနဲ့အမြဲလိုလိုမျိုးသွားဖြစ်ခဲ့တဲ့ပြတိုက်ကြီးတစ်ခုစီကိုခေါ်သွားခဲ့ပါတော့တယ်။ပြတိုက်ထဲကိုရောက်တော့ Henry ကဒီနေရာလေးကိုငါချစ်တဲ့သူနဲ့လာရမယ်ဆိုပြီးတော့တွေးထားခဲ့ဘူးတယ်။နောက်ပြီးတော့ဒီနေရာလေးမှာကမယ်သူနဲ့တက်တက်လုံးကိုမခွဲဘဲနေသွားမယ်ဆိုပြီးတော့ပြောတော့ Alex ကလည်းအိတ်ကက်ထဲကဖုန်းကိုထုတ်လိုက်ကတန်စင်လေးတစ်ခုကိုဖွင့်လိုက်ပါတယ်။အဲဒီနောက်မှာတော့နှစ်ဦးသားကတွဲဖက်ညီညီနဲ့ကိုကလိုက်ကြပါတယ်။ Henry ကစိတ်ဆိုးပြေသွားတော့ Alex ကလည်းစိတ်အေးသွားရပြီးတော့တယောက်နဲ့တယောက်ကတော့တန်ဖိုးထားတဲ့ပစ္စည်းတွေဖြစ်တဲ့ Alex ကသူ့ရဲ့အဖေအမွေပေးထားတဲ့အိမ်တော်လေးနဲ့ Henry ကတော့သူတန်ဖိုးထားတဲ့လက်စွပ်လေးကိုလက်ဆောင်အဖြစ်ကိုမှပေးထားလိုက်ပါတော့တယ်။နောက်တနေ့မိုးလင်းတော့သူတို့နှစ်ဦးရဲ့ကန်ဆိုးမှုကရောက်လာပါတော့တယ်။အဲ့ဒါကတော့ Alex နဲ့ Henry တို့က social media မှာပြောတဲ့စကားတွေကိုတစုံတယောက်ရဲ့ဟက်ချင်းကိုခံလိုက်ရပါတော့တယ်။ Alex နဲ့ Henry တို့ရဲ့တရင်ကချက်ချင်းပဲပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေကြောင့်အဖိုးဖြစ်သူက Henry ကိုဖုန်းမသုံးစေတော့ဘဲနဲ့ Alex နဲ့အဆက်အသွယ်ဖြတ်လိုက်ပါတော့တယ်။တစ်ဖက်မှာရှိတဲ့ Alex ကလည်းအကြောင်းစုံကိုတည်သွားပြီးတော့ပြည်သူလူထုကိုအကောင်းဆုံးနားချဖို့ကိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။မိန့်ခွန်းမှာ Alex ကဒီတစ်ပတ်ကျွန်တော်ရဲ့တင်ယူလိုက်ရတဲ့သင်ခန်းစာကတော့ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်ဘယ်လိုဆုံးဖြတ်ရွေးချယ်ရမလဲဆိုတာနဲ့ကျွန်တော်ရဲ့အခြေရည်နဲ့လိန်တူချင်းကိုစုံမမိခဲ့တဲ့အကြောင်းကိုလောကသိအောင်လို့ဘယ်ချိန်မှပြောပြတင်လဲဆိုတာပါပဲ။အမှန်တရားကတော့လိန်တူချင်းသဘောကျမိတဲ့လူတိုင်းမှာသူတို့အကြိုက်ကိုဖော်ထုတ်ခွင့်ရှိပြီးတော့သူတို့ရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ဖော်မထုတ်ချင်ရင်လည်းအဲ့ဒါကသူတို့ရဲ့အခွင့်အရေးပဲလေ။တိတ်တိတ်ပုံးပဲနေတဲ့သူကိုအတင်းစွကြီးဖော်ထုတ်ခိုင်းနေစရာလည်းမလိုဘူး။အဲ့ဒါကရှက်စရာမဟုတ်ပါဘူး။ဒါကကိုရေးကိုရာကိစ္စပါ။ပြီးတော့ကိုပိုင်ဆုံးဖြတ်နိုင်ခွင့်ရဲ့အခြေခံကြတဲ့မူဝါဒပါပဲ။အဲ့ဒါတွေကအမြဲတမ်းကိုတိုက်ယူနေကြရတဲ့လိန်တူချင်းလွတ်လပ်စွာချစ်ပိုင်ခွင့်အတွက်ကိုအရေးပါတဲ့စီမင်းစည်းကမ်းတွေပါပဲ။ဒါပေမဲ့လို့အများကြီးကိုပို့ပြီးတော့ရိုးရှင်းတဲ့နောက်ထပ်အမှန်တရားတစ်ခုရှိပါသေးတယ်။ကျွန်တော်ကတော့ယောက်ျားတစ်ယောက်ကိုချစ်မိခဲ့ပြီးတော့အဲ့ဒီလူကတော်ဝင်မင်းသားလေးတစ်ယောက်ပါ။သူကတော့ကျွန်တော်ရဲ့နှလုံးသားကိုဖမ်းယူသိမ်းပိုက်သွားခဲ့ပြီးတော့ကျွန်တော်ဘဝကိုလည်းပို့ပြီးတော့လင်းလက်စေခဲ့တယ်။ကျွန်တော်အရှင့်သားကိုချစ်ပါတယ်။မင်းသားဟန်နရီကိုပါ။ကျွန်တော်ရဲ့အခြေရေးကိုကျွန်တော်တို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ပြည်သူလူထုကိုအသေးပေးနိုင်မယ့်အခွင့်အရေးမျိုးတနေ့နေ့မှရနိုင်လာဖို့ကိုကျွန်တော်မျှော်လင့်ပါတယ်။ဆိုပြီးတော့မေကွန်းလှလှပပနဲ့မင်းသားလေးဟင်နရီကိုဘယ်လောက်ထိချစ်တဲ့အကြောင်းကိုပါအများသိအောင်လို့ပြောပြလိုက်ပါတယ်။ Alex ပြောခဲ့တဲ့မေကွန်းကို TV မှာပြန်လာနေတာကြောင့် Alex မိခင်ကလည်းသဘောကျသွားခဲ့ပြီးတော့မင်းသားလေးဟင်နရီနဲ့ Alex ကိုအဆက်အသွယ်လုပ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ Henry စီကို Alex လာမှဖြစ်တဲ့အကြောင်းကိုပြောပြီးတော့ဒီကိစ္စတွေကိုတူတူရင်ဆိုင်မှဖြစ်လို့စိတ်မပူဖို့ပဲမှားချလိုက်ပါတယ်။အဖိုးကိုကြားရတဲ့ Henry ကတော့ဘာလို့လို့ရမှန်းတော့မှမသိဖြစ်နေပါပြီ။နောက်တနေ့ Alex ရောက်လာတော့ Henry နဲ့ကိုတွေ့ခဲ့ပြီးတော့သူတို့နှစ်ဦးကိုအဖိုးဖြစ်သူကခေါ်နေတာကြောင့်တွေ့ဆုံခဲ့ပါတယ်။အဖိုးဖြစ်သူကတော့ Henry ကိုတော်ဝင်မျိုးရိုးပုံရိပ်ကိုထိခိုက်တာကြောင့်ဒါတွေကကောလာဟာလာဖြစ်တဲ့အကြောင်းပြည်သူတွေကိုရှင်းပြဖို့ပြောနေပေမဲ့ Henry ကတော့တတိရှိရှိနဲ့ပဲ Alex ကိုနက်နက်ရှိုင်းရှိုင်းချစ်ခဲ့တာဆိုပြီးတော့အဖိုးဖြစ်သူကိုပါပြန်ပြောခဲ့ပါတယ်။တော်ဝင်နန်းတော်ရဲ့ရှေ့မှာတော့လူအုပ်ကြီးကစုဝေးနေပြီးတော့မင်းသားလေးဟင်နရီနဲ့ Alex တို့ကိုသဘောတူညီထောက်ခံကြောင်းတက်တည်ပြနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ဦးရဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာတက်တည်နဲ့တစ္ဆာတရားတွေကိုလူတွေကနားလည်သွားခဲ့ကြပြီးတော့မင်းသားလေးဟင်နရီနဲ့ Alex တို့ဟာတက်ဆုံးတိုင်ကိုမှပေါင်းဖက်သွားခဲ့ကြပါတော့တယ်။ Alex ရဲ့ကြိုးပမ်းမှုကြောင့်ပဲမိခင်ဖြစ်သူဟာရွေးကောက်ပွဲမှာမဲအပြတ်သက်တွေကိုမှအနိုင်ရရှိပြန်ပါတော့တယ်။ဇလန်လေးကိုလည်းအဆုံးထိကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေထဲမှာလည်း LGBT လေးတွေပါခဲ့မယ်ဆိုရင်ပတ်ဝန်းကျင်နဲ့ကဘာကြီးရဲ့အမြင်တွေကိုဂရုစိုက်မနေပါနဲ့။နှစ်ဦးနှစ်ဖက်အနေနဲ့အမှန်တကယ်သာချစ်ကြမယ်ဆိုရင်တော့တတိရှိရှိရင်ဆိုင်ပြီးတော့တက်ဆုံးတိုင်ကိုပေါင်းဖက်လိုက်ကြပါလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ကေတာဆိုရင်ဇလန်လေးကိုဒီနေရာမှာရင်ပဲအဆုံးသတ်ရအောင်လားဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။